အားလုံးပဲမင်္ဂလာပါခင်ဗျာတင့်ကိုမုန်းတဲ့သူတွေရဲ့အရှိမပြုံးပြုံးလေးနေပြလိုက်စမ်းပါအဲ့ဒါသူတို့ကိုအဆင့်အတန်းရှိရှိနဲ့အနိုင်ယူလိုက်တာဖြစ်ပါလေတင့်ကိုထိကဘာရှိကဘာစောင်းမြောင်းတိုက်ခိုက်လာတဲ့သူတွေရဲ့အရှိမမေတ္တာမပြတ်ပဲနေပြလိုက်စမ်းပါအဲ့ဒါသူတို့ကိုအဆင့်အတန်းရှိရှိနဲ့အနိုင်ယူလိုက်တာပါပဲတင့်ကိုမနာလိုစိတ်နဲ့အောက်တန်းကြားပြီးတိုက်ခိုက်လာတဲ့သူတွေရဲ့အရှိမကိုကိုယုံကြည်မှုရှိရှိနဲ့အထက်တန်းကြကြနေပြလိုက်စမ်းပါအဲ့ဒါသူတို့ကိုအဆင့်အတန်းရှိရှိနဲ့အနိုင်ယူလိုက်တာဖြစ်ပါလေတင့်ကိုဂုံတိတ်ခါကြဆင်းအောင်တိုက်ခိုက်လာတဲ့သူတွေရဲ့အရှိမတည်ငြိမ်ငြိမ်နဲ့မန်မှန်ကန်ကန်သာနေပြလိုက်စမ်းပါအဲ့ဒါသူတို့ကိုအဆင့်အတန်းရှိရှိနဲ့အနိုင်ယူလိုက်တာပါပဲတကယ်တော့မနာလိုစိတ်နဲ့အညှိုးထားပြီးတော့လူတစ်ဖက်သားကိုဂုံတိတ်ခါကြဆင်းအောင်လုပ်တဲ့သူတွေဟာသူတို့ကိုယ်တိုင်ကဂုံတိတ်ခါမရှိတဲ့အကြောင်းကြော်ညာနေခြင်းတစ်မျိုးပါပဲလောကကြီးမှာစိတ်ဓာတ်အင်အားနည်းတဲ့သူတွေဟာမိမိရဲ့အပြစ်ကိုပုံကွယ်ပြီးတော့သူတစ်ပါးရဲ့အဖြစ်ကိုသာအကျယ်ချက်ထိကဘာရိကဘာစောင်းမြောင်းတိုက်ခိုက်စော်ကားတက်လိရှိကြပါတယ်။ကောင်းကင်တစ်ခုရဲ့အလှပကိုညကျဲစင်တွေကခြေသားပါတယ်။အကြီးကားတစ်ချက်ရဲ့အလှပကိုဆေးရောင်စုံတွေကခြေသားပါတယ်။ဘဝတစ်ခုရဲ့အလှပကိုတော့စိတ်ဓာတ်တွေကခြေသားပါတယ်။ဒါကြောင့်ဘသူတွေဘယ်လိုပဲစိတ်ဓာတ်တွေအောက်တန်းကျနေပါစေမိမိရဲ့စိတ်ဓာတ်ကိုတော့မြင့်မြတ်အောင်ထားပါ။ဒါမှသာမိမိရဲ့ဘဝဟာအဆင့်အတန်းရှိရှိနဲ့အစဉ်အမြဲလှပနေမှာဖြစ်ပါတယ်။ဒါစီနေတော့စာပေချစ်သူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ